တခါတလေလူတွေကြားထဲမှာတော့တယောက်တည်းလို့ခံစားရဘူးလားဘေးကပြောတဲ့စကားတွေလည်းနားရဲမဝင်လူတွေကြားထဲမှာသာရှိနေတာကိုခံစားနေရတာသေးငယ်တစ်ထက်သေးငယ်ပဲဘယ်သူမှမမြင်တဲ့အမှုန်လေးတစ်ခုလို့ခံစားရဘူးလားဝိုင်းမှာတော့အဲ့လိုခံစားရတဲ့နေ့တွေရှိတယ်လူကတော့အရာအလုံးကိုပုံမှန်လိုပဲတွာလာလှုပ်ရှားနေတာပဲတငယ်ချင်းနဲ့သိမယ်ထင်ပါတယ်မနှက်ဆိုအရာထားတယ်အလုပ်သွားတယ်လူတွေနဲ့တွေ့တယ်စကားတွေပြောတယ်အလုပ်တွေလုပ်တယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အချိန်ကိုပိုင်တဲ့နေရာလေးတွေကိုရောက်သွားပြီးတိတ်တိတ်လေးဖြစ်သွားတဲ့အချိန်မှာတော့တနေ့လုံးပင်ပန်းတကြီးတရွဆွဲဖြတ်တန်းခဲ့ပြီးတဲ့နောက်လဲဘဝကဘာမှမဟုတ်ပါဘူးဘာနဲ့ဖြည့်လို့မှလဲမပြည့်တော့မယ့်အခြေအနေကြီးတစ်ခုလုံးရှင်ထဲဟာတတနဲ့တစ်ခုခုလိုနေသလိုအမြဲတမ်းထပ်ပြီးတော့ခံစားရတယ်ငါထပ်ပြီးတော့ဘာကိုစူးစမ်းရုန်းကန်ရအောင်ပါလဲအဲ့လိုရုန်းကန်ပြီးတော့ရောဘဝကဘာများထူးလာလို့လဲဆိုတဲ့အတွေးတွေနဲ့ပဲလူကလုံးနဲ့ချလေးလိုက်လာရောအဲ့ဒါကိုပဲအထီးကျန်တယ်လို့ခေါ်မလားမသိပါဘူးအရင်ကတော့ဝိုင်းကဒီ feeling ကိုလုံးဝမကြိုက်ဘူးအမြဲတမ်းတစ်ခုခုနဲ့ဖြည့်ဖို့ကြိုးစားကြည့်တယ်ဖုန်းတွေသုံးတယ်ဗီဒီယိုတွေကြည့်တယ်လူတွေနဲ့စကားပြောကြည့်တယ်အလှတွေလည်းပြင်းတယ်အရာရာကိုပေါ့ပါနေတယ်လို့မျိုးဟန်ဆောင်ကြည့်တယ်ဒါပေမဲ့ဘလို့ပဲနေနေအချိန်တစ်ခုရောက်ရင်အဲ့ဒီဟာတာခံစားချက်ကြီးကပြန်ဖြစ်လာတာပဲအဲ့တော့ဒီပြဿနာကိုဒီလိုနည်းတွေနဲ့ဖြေရှင်းနေလို့အဆင်မပြေနိုင်တော့ဘူးဆိုတာကိုဝိုင်းလက်ခံလာတယ်အဲ့တော့ဘာဆက်လုပ်ကြမလဲနောက်ပိုင်းမှာတော့ရှောင်ပြေးတာထက်အဲ့ဒီအထီးကျန်နေဆိုတဲ့အချိန်ကိုနည်းနည်းလေးရင်ဆိုင်ကြည့်မိတယ်အဲ့ဒီမှာပဲနည်းနည်းလေးသဘောပေါက်လာတဲ့တစ်ခုရှိတယ်ငါအထီးကျန်နေတယ်ဆိုတာဘေးမှာလူတွေမရှိလို့မဟုတ်ဘူးတခါတလေကိုနားမလဲလို့ဒါမှမဟုတ်ရင်လေကိုဘာလိုချင်လဲဆိုတာကိုမသိသေးလို့များလားလို့တွေးမိလာတယ်အဲ့လိုတွေးမိတဲ့နောက်မှာဝိုင်တစ်ခုပြောင်းကြည့်လိုက်တယ်အထီးကျန်တာကိုဖယ်ရှားဖို့မကြိုးစားတော့ဘူးအဲ့လိုအထီးကျန်နေရဲဆိုတဲ့စိတ်နဲ့ပဲနည်းနည်းလေးအတူတူနေကြည့်တယ်တခါတလေတချင်းတွေလည်းနားမထောင်တော့ဘူးဒီတိုင်းပဲထိုင်နေတယ်ဖုန်းလည်းမသုံးတော့ဘူးဒီတိုင်းပဲနေကြည့်တယ်ငိုချင်ငိုချလိုက်တယ်ရှင်ထဲမှာဘာမှမရှိသလိုဟာနေလဲဘာနဲ့မှဖြည့်ဖို့မကြိုးစားတော့ဘူးအစမှာတော့နည်းနည်းခက်တာပေါ့ဒါပေမဲ့နောက်ပိုင်းမှာတော့အဲ့အချိန်ကြီးကအရင်မဆိုတော့ဘူးအဲ့အချိန်မှာဟိုရင်ကကြားဦးတဲ့စကားအမှန်ပဲဆိုတော့လေနည်းနည်းလက်ခံလာမိတယ်ကြောက်နေတဲ့အရာနေထွက်ပြေးနေရင်အမြဲတမ်းထွက်ပြေးနေရမှာပဲတဲ့တခါလောက်လှည့်ပြီးရင်ဆိုင်လိုက်ရင်တော့ကြောက်တာတော့ကြောက်ရမယ်ဒါပေမဲ့အဲ့ဒါခဏပဲနောက်ဆိုရင်အဲ့ဒီအရာကိုမကြောက်တော့ဘူးတဲ့အဲ့မှာပဲဝိုင်ကိုအတွေ့တို့လည်းကိုနားထောင်မိလာတယ်ကိုဘာဖြစ်ချင်တာလဲဘာမကြိုက်တာလဲဘာတွေကိုလိုအပ်နေတာလဲဆိုတာကိုနည်းနည်းနားလည်လာတယ်တနေ့ဘဝတွေမှာဖြတ်သန်းနေရတာတွေကတကယ်ပဲကိုအဲ့လိုဖြတ်သန်းချင်တာလားဒါမှမဟုတ်လို့ရှိရင်တခြားသူတွေသဘောကျတဲ့ပုံစံနဲ့ဖြတ်သန်းနေရတာလားဆိုတာကိုလည်းမြင်အောင်ကြည့်တတ်လာတယ်တဖြည်းဖြည်းနဲ့အခုတော့အဲ့ဒီအထီးကျန်တဲ့အချိန်တွေကိုမကြောက်တော့ဘူးအဲ့ဒါတွေကကိုနားလည်အောင်လုပ်ပြီးတဲ့အချိန်တွေဖြစ်လာတယ်ဘယ်ဟာကိုအတွက်တကယ်ပျော်ရွှင်စေတဲ့အရာဒါမှမဟုတ်ရင်မပျော်ရဘူးဆိုရင်တော့
စိတ်မညစ်စေတဲ့အရာဆိုတော့နည်းနည်းလေးသဘောပေါက်လာရတယ်အခုထိဝိုင်အထီးကျန်နေတော့မှာပဲဒါပေမဲ့အနေထားတော့အရင်လိုမဟုတ်တော့ဘူးအထီးကျန်လို့ရင်ဘတ်ထဲမှာဟာနေတယ်ဆိုရင်လည်းအဲ့ဒီကွက်လက်တွေကိုလိုက်ဖြည့်မနေတော့ဘဲနဲ့အဲ့လိုလက်ဟာနေတော့ကို့အတွင်းစိတ်ကိုပဲကိုမြင်အောင်ပြန်ကြည့်တတ်လာတယ်အဲ့လိုတွေပြောလို့ဝိုင်ကအရန်ရင်ကျက်သွားတာအရာရာကိုအဆင်ပြေအောင်နေတတ်သွားတာမျိုးတော့မဟုတ်ဘူးနော်ဝိုင်လဲလူပဲဆိုတော့အခုထိဝမ်းနေရတဲ့စိတ်အားငယ်ရတဲ့စိတ်တွေကရှိနေတော့မယ်ဒါမဲ့ဒီလိုချိန်တွေမှာအရင်လိုရှောင်မပြေတော့အစားထိုးတာတွေမဟုတ်တဲ့နည်းလမ်းနေနဲ့ဖြည့်ရှင်းဖို့လည်းမကြိုးစားတော့ဘူးခံစားချက်ကိုလက်ခံပြီးတော့ကိုပို့ပြီးတော့ဂရုစိုက်ပေးဖြစ်တယ်ဒီလိုဖြစ်နေတာအမြဲမဟုတ်ဘူးအရာရာအကောင်းဆုံးတွေဖြစ်လာအောင်မလို့ကိုအားပေးဖြစ်တယ်တခါတလေမှာဘာမှဖြစ်မလာသေးတာလည်းဖြစ်နိုင်တယ်လေဒါပေမဲ့အဲ့ဒါလည်းအဆင်ပြေတယ်ဘာလို့လဲဆိုတော့အခုတော့သိလာပြီလေပို့ပြီးတော့နားလည်လာတယ်တယောက်တည်းနေရတဲ့အချိန်ဆိုတာနည်းနည်းတော့ဝမ်းနေရပါမယ်အထီးကျန်မို့ကြီးပဲတော့မဟုတ်ဘူးကိုပြန်ရှာတွေးဖို့ကိုကျူးဆိုင်ဖို့ကိုတေချာသိဖို့အချိန်တစ်ခုဆိုတာပါပဲအစိုးရမှာလည်းအကောင်းကိုရှာတတ်မယ်ဆိုရင်တွေ့နိုင်တယ်ဆိုတာကိုလည်းသိလာတယ်အဲ့တော့အထီးကျန်နေဆိုတာတခါတလေကိုပြန်ရှာတွေးဖို့ပေးလိုက်ရတဲ့အချိန်တစ်ခုပါပဲတကယ်ချင်းတို့လည်းအထီးကျန်နေရတယ်ဆိုရင်အယမ်းဝမ်းမနေနဲ့နော်ပြီးတော့အားလည်းမငယ်ပါနဲ့ကို့အတွက်ကိုအချိန်လေးပိုရတယ်လို့တွေးပြီးတော့ကို့အကြောင်းလေးကိုတေချာလေးပြန်တွေးကြည့်ဖို့ဝိုင်းရအကြံပေးကြပါတယ်ကိုနားလည်လာတဲ့အခါဘယ်သူမှမရှိလဲကိုယ့်ရဲ့စိတ်ခံစားချက်တွေကအရန်တော့အေးဆက်မနေတော့ဘူးလေအဲ့တော့တငယ်ချင်းလဲ fighting နော်အထီးကျန်နေလို့ခံစားရတဲ့နေ့တွေရှင်မဖြစ်အောင်ဆိုပြီးတော့အရန်တိုက်ထုတ်မနေပဲနဲ့နည်းနည်းစီလက်ခံပြီးတော့ကိုပြန်ပြီးတော့ရှာဖွေကြည့်ပါဝိုင်းကိုယ်တိုင်လည်းအခုအဲ့လိုမျိုးစူးစမ်းနေတာမို့လို့တကယ်ချင်းအတွက်လိုအပ်လာရင်ဝိုင်းလည်းဒီမှာရှိနေမယ်နော်ဝိုင်းတို့အတူတူရင်ဆိုင်ကြော်ဖြတ်ကြမယ်လေတိတ်ဆိတ်နေတဲ့အချိန်တွေကိုဒီထက်ပိုပြီးတော့မကြောက်ပါနဲ့တော့တခါတလေဘဝအတွက်အကောင်းမွန်ဆုံးအဖြေတွေဆိုတာအဲ့ဒီတိတ်ဆိတ်နေတဲ့အချိန်တွေထဲမှာပဲရှိနေတယ်လို့လေ